One Piece ဆိုတာ1998နှစ်ကတည်းကထွက်ခဲ့တာအခုဆိုရင်2026ရောက်လို့နှစ်30ပြည့်တော့မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ Store Head ကောင်းဆောင်ကြီး Luffy ရဲ့ First တွေကိုပဲစုစည်းပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Series ပဲကြည့်တယ်ဆိုရင်တော့အခုပြောပြမဲ့ Luffy ဇာတ်ကောင်ရဲ့အသေးစိတ်ကြတဲ့ချက်တွေကိုအကုန်လုံးမသိဘူးဆိုတာအာမခံပါတယ်။ Subscribe လုပ်ရသေးဘူးဆိုရင်တော့လုပ်ခဲ့ပေးပါအောင်နော်။ Number 1 Luffy ရဲ့အနာဂတ်ပုံစံအနာဂတ်မှာ Store Head ဖွဲ့သားတွေဘယ်လိုပုံစံဖြစ်လာမလဲဆိုတာစဉ်းစားဖို့လား။ Oda ဆရာကြီးကအသက်40နဲ့အသက်60ရွယ် Luffy ရဲ့ပုံစံတွေကိုဆွဲပြခဲ့ပူပါတယ်။ဒူးကြတာကပထမပုံစံမှာရှန်နဲ့အရန်တူပြီးဒုတိယပုံစံမှာတော့သူ့ရဲ့ဖို့ Grab နဲ့တူနေတာပါ။ Number 2 Luffy မကြိုက်တဲ့အစားအစာ Luffy ကအစာတရေဆိုတာအားလုံးသိကြမှာပါ။ဘိုင်ဝိုင်ပြီးတော့ဘာလာမငင်းမစားတတ်သူပါ။ဒါပေမဲ့လည်းအန်အောဆရာကောင်းတာကအိုတာဆရာကြီးကလူဖီမကြိုက်တဲ့အစားအစာတစ်ခုရှိတယ်လို့ပြောခဲ့ပူပါတယ်။အဲ့ဒါကတော့မုတ်တောင်းမှာရောက်တဲ့ cherry pie မှာစိတ်ဝင်စားစရာကောင်းတာကမုတ်စိတ်မဲရဲ့အကြိုက်ဆုံးအစားအစာက cherry pie ဖြစ်နေတာပါ။ဒါဟာပင်လယ်ဓမြနှစ်ယောက်ရဲ့စန့်ကျင်ဘက်သဘောတဘာဝကိုအိုတာကပြချင်တာဖြစ်ပါလိမ့်မယ်။ Number 3 လူဖီရဲ့အသက်တိုခြင်းဒါကပရိသတ်တော်တော်များများသိတယ်လို့နဲ့တတိမထားမိကြတဲ့ချက်ပါလူဖီဟာသူ့ရဲ့ရည်မှန်းချက်အတွက်သူ့ရဲ့ life span သက်တမ်းကိုအကြိမ်ကြိမ်ပေးဆက်နေတာပါအင်ဘယ်တောင်းမှာတော့ကမကျဲလန်ရဲ့စိတ်ကြောင့်တေခါနီးမှာ Ivan Cop ရဲ့ healing hormones ကိုအသုံးပြုခဲ့ရပါတယ်အဲ့ဒီကုသမှုကတင်လူဖီရဲ့သက်တမ်း10နှစ်ကိုချက်ချင်းလောင်ကျွမ်းပစ်လိုက်တာပါလူဖီရဲ့ခန္ဓာကိုယ်ကိုအစွမ်းကုန်ညှစ်ထုတ်တဲ့ဂီယာတွေဟာသူ့ရဲ့နှလုံးနဲ့သွေးကြောတွေကိုဝန်းပြီးစေပြီးသက်တမ်းကိုတဖြည်းဖြည်းတိုးစေတယ်လို့လူစီကအစောကြီးကတည်းကတတိပေးခဲ့ပူပါတယ်။ Theory တစ်ခုအရ One Piece ဆက်သိမ်းမှာလူဖီဟာ Pirate Game ဖြစ်ပြီးရတဲ့ရောကြလိုပဲကုလိုမရတဲ့ယောဂတော့မဟုတ်ခန္ဓာကိုယ်ပြက်စီးမှုကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသွားနိုင်ခြေအလွန်များပါတယ်။သူဟာကြာရှည်အသက်ရှင်ဖို့ထက်လွတ်လပ်စွာရှင်သန်ဖို့ကိုပဲရွေးချယ်ထားတာပါ။ Number 4 Dragon Ball ဆက်လန်ရဲ့လွှမ်းမိုးမှုအိုတာဆရာကြီးဟာ Dragon Ball ဆက်လန်ကနေစိတ်ကူးညံကိုမျိုးမှု inspiration အများကြီးရခဲ့တယ်လို့ဆိုပါတယ်။ဒါကိုလူဖီရဲ့ဒီဇိုင်းမှာအထင်ရှားတွေ့နိုင်ပါတယ်။ဥပမာလူဖီနဲ့ကိုကူနှစ်ယောက်လုံးဟာစပင်မဲမဲပွပွရောင်ရောင်နဲ့အစားတောက်တောင်းကျမ်းသူတွေဖြစ်ပါတယ်။ Number 5တိမ်စီးနိုင်သူ One Piece နဲ့ Dragon Ball တို့ပူးပေါင်းပြီး Cross Epic ဆိုတဲ့ cross over ပိုင်းထွက်ခဲ့ပူပါတယ်။အဲ့ဒီမှာထူးခြားတဲ့ Easter egg တစ်ခုကတော့လူဖီဟာကိုကူရဲ့ရွှေရောင်တိမ်တိုက် Nimbus ကိုစီးပြီးပြန်တန်းနေတာပါ။ဒီတိမ်တိုက်ကိုစိတ်ထားဖြူစင်သူတွေပဲစီးလို့ရတာမို့လူဖီဟာတကယ့်ကိုဖြူစင်သူဆိုတာသက်သေပြလိုက်တာပါပဲ။ Number 6 Olympic တန်တမန်ဂျပန်နိုင်ငံတိုကျို2020အိုလံပစ်ပွဲတော်ဟာအမိုက်စားပွဲတော်တစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီပွဲရဲ့တန်တမန် Ambassador 9ယောက်ထဲမှာလူဖီလည်းပါဝင်ခဲ့လို့ပါ။သူ့အပြင်နာရိုတိုကိုကူနဲ့ဆီလာမွန်နိုလိုစက်ကောင်တွေလည်းပါဝင်ခဲ့ပါတယ်။ Number 7လူဖီကမော်ဒယ်တယောက်ဆိုတာကိုသိပါသလား။ဟုတ်ပါတယ်။သူကတကယ် fashion magazine တစ်ခုမှာပါဝင်ခဲ့ပူပါတယ်။2008ခုနှစ်တုန်းက Mans Nano ဆိုတဲ့အမျိုးသား fashion magazine ရဲ့မျက်နှာဖုံးရှင်ဖြစ်ပထမဆုံးဖော်ပြခံရတဲ့မန်ဂါဇက်ကောင်ဖြစ်လာခဲ့ပါတယ်။ဒီ magazine ကိုထုတ်ဝေတာက Shueisha Company Weekly Shonen Jump မှာထုတ်ဝေတဲ့ကုမ္ပဏီဖြစ်တာမို့တိတ်တော့မထူးဆန်းလာပါဘူး။ဒါကအစပဲရှိပါသေးတယ်။နောက်ဆုံးအချက်ကျရင်လူ90%လောက်မသိသေးတဲ့အကြောင်းအရာကိုပြောပြပေးသွားမှာပါ။ဆက်သွားကြရမှာရှင်။ Number 8ထောင်3ခုလုံးကလွတ်မြောက်နိုင်သူကမ္ဘာအစိုးရရဲ့အကြီးကအဆောက်အဦကြီး3ခုလုံး Ennis Lobby Impel Down နဲ့ Marine Fort ကနေလွတ်မြောက်နိုင်ခဲ့တဲ့တဦးတီတော်ပင်လယ်ဓမြကတော့ Luffy ပဲဖြစ်ပါတယ်။ Number 9နာမည်ပြောင်ပေးတတ်သူ Luffy ကလူတိုင်းကိုနာမည်ပြောင်ပေးလို့ရှိတာတတိထားမိမှာပါ။ဘေးကြနေချင်းအစိုးတာဘာဟုတ်တာဒါပေမဲ့သူ့ရဲ့အဖွဲသားတွေကိုကြတော့နာမည်အရင်ခေါ်တယ်နော်။အိုတာရှင်းပြတာကတော့ Luffy ဟာလူနာမည်မှတ်ရတာပြင်းလို့နာမည်ပြောင်ပေးတာပါတဲ့။ဒါပေမဲ့တယောက်ယောက်ကသူ့အဖွဲသားဖြစ်လာပြီဆိုရင်တော့နာမည်ကိုသေချာမှတ်လိုက်ပါတယ်တဲ့။ Number 10မူရင်းဆက်လန်ထက်ကညံရည် Romance Dawn One Piece မတိုင်ခင်ပုံချမ်းပထမဆုံး version မှာ Luffy ဟာအခုလက်ရှိထက်ပိုပြီးညံကောင်းပါတယ်။ဒုတိယ version မှာကျတော့အခုထက်ပိုတုံးပါတယ်။လက်ရှိ Luffy ကတော့အဲ့ဒီနှစ်ခုကြားမှာရှိပါတယ်။ Number 11မူရင်းပင်လယ်ဓမြအလံအခုသုံးနေတဲ့ Store Head ဖွဲ့ရဲ့ဂျိုလီရောဂျာကောင်းခွန်အလံဟာပထမဆုံးဒီဇိုင်းမဟုတ်ပါဘူး။အစောပိုင်းမန်ဂါ version တစ်ခုလုံးမှာအလံဒီဇိုင်းကတခြားပုံစံတွေပါ။ Number 12မိသက်သမား Luffy တကယ်လို့တခြားကမ္ဘာတစ်ခုမှသာဆိုရင် Luffy ဟာဘရာဇီးနိုင်ငံကမိသက်သမားတယောက်ဖြစ်နေမှာပါ။အိုတာက Luffy ဟာ
တတိရှိလွန်လို့မိသက်သမားအလုံးနဲ့အလိုက်ဖက်ဆုံးဖြစ်ပြီးလူမျိုးအပြင်ပရာဇီးလူမျိုးဖြစ်မယ်လို့ပြောခဲ့ဖူးပါတယ်။နံပါတ်13စွတ်ကျဲအင်ဂျီဘောကစာသားများလူဖီဝစ်လက်ရှိတဲ့စွတ်ကျဲတွေပေါ်မှာဟာသားစာသားလေးတွေပါနေတာကိုသတိထားမိလားရှင်။အိုတာကတချို့ကိုပါတာပြန်ပေးဖူးပါတယ်။ဥပမာEgg Digester ကျဲဦးကပ်ပေ Shiz Kebab နဲ့ Champion ဆိုတာမျိုးတွေပါ။နံပါတ်14 Voice of all things အရာခတ်သိမ်းရဲ့အတန်လူစကားမပြောတတ်တဲ့တရိတ်ဆန်တွေနဲ့တက်မဲ့တွေရဲ့အတန်ကိုကြားနိုင်တဲ့စွမ်းရည်ဟာအရင်ရှားပါတယ်။ဒီစွမ်းရည်ရှိကြောင်းအတည်ပြုထားသူ၄ယောက်ပဲရှိပါတယ်။လူဖီ၊ရိုဂျာ၊မိုမိုနိုစုကေနဲ့ကိုစုကီအိုတန်တို့ပါ။နံပါတ်15အသက်ငယ်ဆုံးရန်ကိုလက်ရှိမှာလူဖီဟာစုကျေးဘီလီယံ3000နဲ့ရန်ကိုဧကရစ်တစ်ပါးဖြစ်လာပါပြီ။ဒါတွေမကသေးပဲသူဟာသမိုင်းတခြားအသက်ငယ်ဆုံးရန်ကိုဖြစ်တယ်လို့ Worst Generation မျိုးဆက်သစ်ဆိုးများထဲမှာလည်းအသက်အငယ်ဆုံးဖြစ်ပါတယ်။ Number 16နေဂျာပန်းနဲ့တူသူ SBS ကဏ္ဍမှာအိုတာပြောပြခဲ့တာကလူဖီဟာနေဂျာပန်းနဲ့တူပါတယ်တဲ့။နေဂျာပန်းကပျော်ရွှင်မှုကိုစားပြုပါတယ်။ဒါဟာကျွန်းဘဝရောက်နေသူတွေကိုကဲတင်မဲ့နေနဲ့ပြားနှစ်ကကိုမူနိုမီစွမ်းအားရှင်လူဖီနဲ့လည်းလိုက်ဖက်မှုရှိပါတယ်။ Number 17အိုတာရဲ့စံပြကလေးအိုတာကလူဖီဟာသူ့ရဲ့စံပြကလေးပုံစံဖြစ်တယ်လို့ဆိုပါတယ်။ကလေးတွေအားလုံးကိုလူဖီလိုမျိုးဖြစ်စေချင်ပြီးဘယ်တော့မှမကြီးပြင်းစေချင်ဘူးလို့ဆိုပါတယ်။နံပါတ်18ဘာလို့မဝတာလဲအများကြီးစားပြီးဘာလို့ဒီလောက်ပိန်နေရလဲဆိုတော့အိုတာဖြေတာကသူကအရန်လှုပ်ရှားလွန်းလို့ကိုယ်အလေးချိန်တက်ဖို့ခက်ပါတယ်တဲ့။နံပါတ်19 Green Link နဲ့အတန်တူ One Piece နဲ့ Dragon Ball တူညီတဲ့အချက်တစ်ခုကတော့ Luffy နဲ့ Green Link စက်ကောင်နှစ်ခုလုံးရဲ့အတန်ကအတူတူပါပဲ။မာယူမီတာနာကာကအတန်တရုပ်ဆောင်ပေးထားတာပါ။နံပါတ်20စိတ်တန်ရာ PTSD Marineford မှာ Ace သိဆုံးသွားတာကိုအိမ်မက်ဆိုမှတ်နေတာမင်းတယောက်တည်းမဟုတ်ပါဘူး။အိုတာပြောပြချက်ရ Luffy ဟာ Ace သိဆုံးပြီးကတည်းကစိတ်တန်ရာရပြီးအိမ်မက်ဆိုတွေမကြာခဏမှတ်လို့ရှိပါတယ်။ဒါပေမဲ့သူ့အဖွဲသားဘသူကိုမှဖွင့်မပြောခဲ့ပါဘူး။နံပါတ်21မွေးနေ့တူသူလူဖီရဲ့မွေးနေ့မေလ9ရက်ဟာဂျပန်နိုင်ငံရဲ့ကလေးများနေ့ဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ကလေးဆန်တဲ့စိတ်ဓာတ်ကိုထင်ဟပ်စေပါတယ်။တိုက်ဆိုင်စွာနဲ့ပဲ Timaro Black Fake Luffy ရဲ့မွေးနေ့ကလည်းမေလ9ရက်ဖြစ်နေပါတယ်။နံပါတ်22 Video Games Jump Force လို game တွေမှာလူဖီအပြင် Zoro စန်းကြည်နဲ့ပိုဝါဟန်ကုတ်တို့လိုစက်ကောင်တွေလည်းပါဝင်ပါတယ်။နံပါတ်23အခြား anime များတွင်ပါဝင်မှုဂျင်တမာဆက်လန်မှာဂျင်ထိုခီကလူဖီပုံစံ cosplay လုပ်တာမျိုးပင်ပူကမီကာမှာမုံမင်းကြီးကလူဖီပုံစံလုပ်တာမျိုးတွေထည့်သွင်းဖော်ပြခံရဖူးပါတယ်။နံပါတ်24ဘာလို့လူမတက်တာလဲလူဖီဟာခုထိသူ့ရန်သူတယောက်ကိုမှမတက်ဘူးသေးပါဘူး။အိုတာရှင်းပြတာကတော့လူဖီဟာရန်သူတွေကိုတတ်လိုက်တာကပြစ်ဒဏ်အနေနဲ့ပေါ့လို့နယ်လို့ယူဆလို့ပါသူ့ကိုယ်ပိုင်အိမ်မက်အတွက်တိုက်ခိုက်ရင်ကျန်သူတွေရဲ့အိမ်မက်ကိုဖျက်ဆီးလိုက်တာကမှပိုကြီးမားတဲ့ပြစ်ဒဏ်လို့သူကခံယူထားပါတယ်။နံပါတ်25 New York Times လူဖီဟာနာမည်ကြီး New York Times သတင်းစာမှာလည်းပါဝင်ဖော်ပြခြင်းခံခဲ့ရဖူးပါတယ်။နံပါတ်26အကြိုက်ဆုံးအရာဇလန်ထဲမှာတရားဝင်မပြောထားပေမဲ့အိုတာအတီးပြုတ်ထားတာကလူဖီအကြိုက်ဆုံးအရာဟာအနီရောင်ပါသူ့ဝတ်စုံများစုကအနီရောင်တွေကြီးပါပဲနံပါတ်27ရေကူးကျွမ်းကျင်သူလူဖီကတပယ်ဖရုတ်စားထားလို့ရေမကူးတတ်ဘူးလို့ထင်ကြမှာပါမှန်ပါတယ်ဒါပေမဲ့အသီးမစားခင်တုန်းကတော့လူဖီဟာတကယ်ကိုရေကူးကျွမ်းကျင်သူတယောက်ဖြစ်ကြောင်းရှမ်းတဲ့စကားပြောခန်းမှာအတီးပြုတ်ထားပါတယ်နံပါတ်28လူဖီကြောက်ရသူတောင်းဦး One Piece ကဘာမှာလူဖီကြောက်တဲ့လူ3ယောက်ပဲရှိပါတယ်အဲ့ဒါတွေကတော့သူ့ရဲ့ဘိုး Grab သူ့အကို Ace နဲ့အကြောက်ရဆုံးကတော့သူ့သင်းဘောပေါ်ကလမ်းပြနာမီဖြစ်ပါတယ်။နံပါတ်29မျက်လုံးအောက်ကအမာရွတ်လူဖီမျက်လုံးအောက်ကအမာရွတ်ကိုတတိထားမိကြမှာပါ။ဒါပေမဲ့ဒါကိုဘသူလုပ်ခဲ့တာလဲသိပါသလား။တကယ်တော့ဒါကသူ့ဘာသာလုပ်ခဲ့တာပါ။ရှန်ဆဲသင်းဘောပေါ်လိုက်ခွင့်ရအောင်သူ့တတိကိုပြချင်လို့ကို့ဘာသာဓာတ်နဲ့ထိုးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဆုံးသတ်မှာတော့သင်းဘောပေါ်လိုက်ခွင့်မရပဲအမာရွတ်ပဲအဖက်တင်ကြံခဲ့ပါတယ်။နံပါတ်30လူဖီမှာမိခင်မြတ်တာဆိုတာလုံးဝမရှိခဲ့ဘူး။ဒါကတော်တော်လေးကိုdarkဖြစ်ပါတယ်။ရှိုနန်းမှန်ကာတွေမှာအမေဖြစ်သူကအရေးပါလေးရှိပေမဲ့လူဖီရဲ့အမေကဘသူလဲဆိုတာအခုထိနာမည်တော့မထွက်လာပါဘူး။ဒီအပေါ်မှာအိုတာပြောခဲ့တဲ့စကားကတော်တော်လေးကိုစိတ်မကောင်းစရာပါ။အိုတာက SBS တခုမှာစွန်စာခန်တခုရဲ့စန့်ကျင်ဘက်ကအမေပဲလို့ပြောခဲ့ပါတယ်။
သူ့အမြင်ရအမေဆိုတာသားသမီးကိုအန်ဒီရရှိရဲ့နေရာကိုမသွားစေချင်ဘူးအိမ်မှာပဲဆွဲထားချင်တဲ့သူပါဒါကြောင့်လူဖီရဲ့စရိုက်ကိုပုံဖော်ဖို့အတွက်အိုတာကသူ့မိခင်ကိုဇလန်းထဲကနေရည်ရွယ်ချက်ရှိရှိဖယ်ထုတ်ထားတာပါလူဖီဟာငယ်ငယ်ကတည်းကမိခင်ရဲ့နှွေးထွေးမှုကိုလုံးဝမခံစားခဲ့ရပဲတာတန်လိုလူမျိုးစီမှာပဲကြီးပြင်းခဲ့ရတာပါဟုတ်ကဲ့ပါရှင်အခုပြောပြသွားတဲ့လူဖီရဲ့လူမသိသေးတဲ့အချက်တွေထဲကအချက်30ထဲမှာပရိသတ်ကြီးမသိတာများပါလားပရိသတ်ကြီးကဘယ်နှချက်ကိုမသိဘူးလဲဒါမှမဟုတ်လူဖီရဲ့အကြောင်းကိုအကုန်လုံးသိနေတဲ့သူလားဆိုတာကို comment မှာရေးခဲ့ပေးပါအောင်ရှင်အခုဆိုရင် anime character တွေရဲ့ first day ကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပါရှင်နောက်ဗီဒီယိုမှာနောက်ထပ် character တယောက်နဲ့တူတူပြန်လာခဲ့ပါမယ်နော်